မျောငေး73ဗလာစာရွက်လေးလိုစောင့်နေတယ်အချစ်ကပြားလိုလာပါကို့ကိုရေးပါဟင်းနီးဟင်းရွက်တွေလိုစောင့်နေတယ်မိဖို့ကြောင့်လိုလာပါကို့မြတ်တာကိုသုံးဆောင်မိဝဲပါမိသီးလေးလိုစောင့်နေတယ်လျှက်စစ်တက်လိုလာပါကို့ဘဝကိုလင်းပါစမ်းချောင်းလေးလိုစောင့်နေမလားပန်းမွတ်လေးတွေလိုစီးမျောခဲ့မယ်မင်းကိုမွေးမြသင်းရှာစီမယ်ယောဂတစ်ခုလိုစောင့်နေမလားစေးဝါးလိုအရောက်လာခဲ့မယ်မင်းတန်ရာကိုကူစားမယ်ဘယင်မတပားလိုစောင့်နေမလားသစ္စာရှိကျွန်ယုံတယောက်လိုလာခဲ့မယ်မင်းဘဝကိုအလုတ်အကျွေးပြုမယ်ချိတ်ကိုငါးဝင်ဟတ်တယ်လို့ထီထီမိမိတနတ်ထဲကကြည်စံပြေးထွက်လာတယ်လို့ဖြောင်တန်းစွာငါကလေယာဘဝမှာရောက်နေရင်မင်းကကောက်ပဲတီးနှံလုပ်ပေါ့မင်းကဂီတဘဝမှာရောက်နေရင်ငါကတချင်းအဖြစ်လာမှာပေါ့ကြည့်ပါလားကံရည်ပြင်းနဲ့ကြည်ကြည်ထင်တဲ့အရေးမှာတော့မြစ်တာရောင်ဟာလက်လက်ထလို့မင်းကဘာမှာငါတရားဟာတနေ့ထွန်းကားလာမှာပါတသက်လုံးသူ့ကြွန်ခံပါရစီနွားဟာတပိုးတုံးကိုမငင်းခဲ့တယ်လို့ပဲငါလဲမြစ်တာတန်ကြားရင်တေယာကထထဟောင်းနေမိတော့မယ်အဲ့ဒီစကားဘဝဆုံးတော့တန်တရာမဆုံးဘူးကိုရှာ